မျက်နှာ52ကနေ55ပေါ့နော်ဒီနေ့ကအစောပြောပါပြီးသားဆက်အမ်မြေအဓိကခေါင်းစဉ်ကတော့မြေဤကောင်းမြတ်ခြင်းစီး၍မကုန်နိုင်သောကြွယ်ဝခြင်းဆိုတဲ့ထဲမှာနံပါတ်1ရေဖြစ်တယ်ပြီးရင်အာစိတ်ရေစမ်းရေတွင်စမ်းကြောင်းပေါ့နော်ဘုရားပို့ဆောင်တဲ့ပြည်ရပေါ့နော်ကောင်းသောမြေရသူဒီတရားဟောရာကျမ်းခန်းကြီး8 မှာလည်းပြောထားပေါ့နော်သင်ဤဘုရားသခင်ထာဝရဘုရားဒီကောင်းသောပြည်ကြိုင်တဲ့တောင်ထဲကပေါက်သောမြစ်ချောင်းစမ်းရည်တွင်ရေကန်များနှင့်ပြည့်စုံသောပြည်ဆိုပြီးတော့သူကတင့်ကိုခေါ်ဆောင်သွားတော်မူပြီဆိုပြီးတော့တောလိုက်ရတယ်မှာပေါ့နော်ဖះခေါ်ဆောင်တဲ့ဒီအဲပြည်မှာပေါ့ရေပေါ်များရေပေါ့နော်ရေပေါ်ကျွယ်ဝခြင်းမြေဤကောင်းမြတ်ခြင်းတစ်ခုဖြစ်ပါတယ်ဒီခါမှာဆိုလို့ရှင်ဘုရားခင်ဘုရားကသူ့ကိုယုံကြည်တဲ့သူရောက်စီတိုင်းကိုသူ့ရဲ့အတွင်းပိုင်းကအသက်ကျမတို့ရဲ့အတွင်းပိုင်းအသက်အာအဖြစ်နဲ့သူကစီးဆင်းပေးနေတယ်ဒီဟာအသက်ရည်ဟာခရစ်တော်ရဲ့အသက်ပဲဖြစ်တယ်ဆိုတာကိုပြီးခဲ့နေ့ကစားသုံးခဲ့တယ်ပြီးတော့ဒီမှာစိတ်ရည်စမ်းရည်တွင်စမ်းချောင်းရည်ဆိုပြီးတော့၃ပိုင်းရှိရပေါ့နော်စိတ်ရည်ဆိုတာတော့အရင်းမြစ်ဖြစ်တယ်ပြီးရင်စမ်းရည်တွင်ကတူလောင်ထားတဲ့နေရာဖြစ်ပြီးတော့စမ်းချောင်းရည်ကအပြင်သို့စီးဆင်းသွားခြင်းအဲ့လို၃ပိုင်းဖြစ်တယ်ပေါ့နော်ဒီ၃ပိုင်းအရင်းမြစ်ကိုတူလောင်ထားတာပေါ့ပြီးရင်ပြင်ပသို့စီးဆင်းချင်းကဒီကျမတို့ခင်ပြခရစ်တော်ကထဲကနေပြီးတော့ကျမတို့ကိုအပြင်ဘက်ကိုဟိုစီစဉ်ပေးနေတဲ့ရေတွေကိုဒီစမ်းချောင်းရေအဖြစ်ကျွန်တော်တို့ထဲအမြဲစီးဆင်းနေတဲ့ရက်ရှိနေပေးတယ်ဆိုတာကိုပြီးခဲ့နေ့ကလေ့လာခဲ့ပြီးပါပြီလို့ဒီနေ့ကတော့စာမျက်နှာ52ရဲ့နောက်ဆုံးအပိုက်ကနေပြီးတော့ပြောပြပါနော်ဒီစိတ်ရည်စမ်းရည်တွင်စမ်းချောင်းကဒီကိုယ့်အထဲမှာဒီတစ်ခုစီတည်းပဲရှိနေတာမဟုတ်ဘူးပေါ့နော်သူကစိတ်ရည်စမ်းရည်တွင်ညာအများကြီးရှိနိုင်တယ်ပြီးရင်စမ်းချောင်းရည်ဆိုရင်လည်းအများကြီးဘယ်လောက်အများကြီးရှိလဲကိုမသိနိုင်အောင်အများကြီးရှိရပေါ့နော်တစ်ခုပဲရှိတယ်လို့မဆိုလို့ဘူးဘာလို့လဲဆိုလို့ရှိရင်တခါတရံတွင်ကျမတို့ကဒီဒုက္ခပြဿနာတွေကြုံတွေ့ရတဲ့အခါမှာသခင်ပြပေါ့နော်ဝိညာဉ်တော်ဖရာခရစ်တော်ဖရာကိုဆက်သွယ်ပြီးတော့ကိုရောထံကနေပြီးတော့ခွန်အားရယူရပေါ့နော်ကျမတို့ဒီຢာနဲ့ပတ်သက်ပြီးတော့ကိုရောစီကနေပြီးတော့ဒီလက်ခံရယူပါတယ်ဆိုပြီးတော့အားကိုးတယ်ဘုလုံးနဲ့ဆူတောင်းတဲ့အခါမှာဒီဖရာရဲ့အသက်ရေကိုဖြည့်ပေးခြင်းကိုကျမတို့ကဒီစုံစမ်းခြင်းခံရနေပြီဒုက္ခဆင်းရဲခံနေရတဲ့အချိန်ပင်လျင်ဒီလိုဖះနဲ့ပြန်လဲဆက်သွယ်လိုက်တဲ့အခါမှာတခင်ပြရဲ့ဒီစိတ်ရည်စမ်းရည်တွင်စမ်းကြောင်းအဖြစ်နဲ့ကျမတို့တွေးကြုံခံစားရတဲ့ဒီအတွေ့အကြုံကိုရရှိမှာဖြစ်တယ်ပေါ့နော်ဒီကမိသားစုရဲ့ဒီအတွေ့အကြုံကိုခံစားမှုမှာဖြစ်ပါတယ်လို့ဒီစိတ်ရည်စမ်းရည်တွင်စမ်းကြောင်းဘလို့အမျိုးအစားတွေလဲသူကအများကြီးလည်းဖြစ်နိုင်တယ်ပြီးရင်အမျိုးအစားအမျိုးမျိုးပုံစံအနေနဲ့လည်းဖြစ်နိုင်တယ်ဘလို့နာမည်ပေးမလဲဆိုလို့ရှင်ဘလို့ຢာရဖြစ်မလဲဆိုလို့ရှင်တခါတရံကျမတို့ကဝမ်းမြောက်ခြင်းလိုအပ်နေရယ်ကိုတွေ့ကြုံနေရတဲ့အရာအများတန်းစိုးရိမ်စရာတွေဝမ်းနည်းစရာတွေပဲဖြစ်မယ်ဆိုရင်ကိုကဖျားသခင်ပြန်လဲပြီးတော့အမိပြုလိုက်တဲ့အခါမှာဖះကိုခွန်အားတောင်းတဲ့အခါမှာဖះကကိုကိုပြန်လဲပြီးတော့သခင်ပြရဲ့ဝမ်းမြောက်ခြင်းစိတ်ရည်ပြီးရင်ညီသက်ခြင်းစိတ်ရည်အဖြစ်ပြီးရင်တကယ်ခံစားရတဲ့စိတ်ဒုက္ခဝေဒနာတွေဖြစ်ဖြစ် physically ပေါ့နော်ဒီကျန်းမာခြင်းလိုအပ်နေလားဒီຢာရဲ့အတွက်ဒီနှစ်သိမ့်ခွန်အားပေးခြင်းစိတ်ရည်အဖြစ်ဒီຢာတွေကျမတို့အသက်တာမှာတွေ့ကြုံရတာဖြစ်ပါတယ်လို့ဒီຢာတွေကိုဖះပေးသခင်ဖះကနေပြီးတော့ပေးလာတဲ့သူ့ရဲ့အသက်ကနေပြီးတော့ဖြစ်တဲ့အဲစိတ်ဆန်းရဲ့အမျိုးမျိုးဖြစ်တယ်ပေါ့နော်ခါလဲကျမတို့မေတ္တာလိုအပ်နေတာဒီတယောက်တည်းလုံးလေးဖြစ်နေရတော့အဲ့လိုမျိုးဝမ်းနည်းနေရတော့
ဘာလို့ဘာဖြစ်နေမှမသိတဲ့အချိန်မှာလဲဖခင်ရဲ့မေတ္တာစမ်းရည်တွင်းကနေပြီးတော့ကျမတို့ကိုယေရှုပြုတယ်ပြီးရင်ဒီအလင်းတရားလိုအပ်တဲ့အရာတွေမှာလည်းဒီဖခင်ရဲ့အလင်းဖွင့်ပြခြင်းတွေစမ်းရည်တွင်းအဖြစ်ကျမတို့တွေ့ကြုံခံစားရတာဖြစ်ပါတယ်လို့တခြားအချိန်မှာတွေနဲ့ခရစ်တော်သည်ကျွန်ုပ်တို့အတွက်သင်အတွက်ပေါ့နော်ဒီပြီးခံခြင်းစမ်းကြောင်းရည်ဒါမှမဟုတ်ရင်နှိမ့်ချခြင်းလိုအပ်တယ်ဆိုရင်နှိမ့်ချခြင်းစမ်းရည်ပြီးရင်ဒုတစ်ပါးကိုတကယ်ပြဿနာတစ်ခုခုနဲ့သူများနဲ့ conflict ဖြစ်လာတဲ့အချိန်ကိုတွေးရတဲ့အခါမှာကိုယ့်ရဲ့နှိမ့်ချခြင်းနေဖြစ်လာသလားပြီးရင်သီးခံခွင့်လွတ်တိုင်းနဲ့ဒီစမ်းကြောင်းရည်ဖြစ်ခရစ်တော်ကိုတွေ့ကြုံခံစားရမှာဖြစ်တယ်ပေါ့နော်ဒီမှာတို့တက်တာနေပြီးတော့အားကြောင့်မို့သူကစိတ်စမ်းရည်တွင်းစမ်းကြောင်းကိုနာမည်မျိုးမျိုးပေးနိုင်တယ်အများကြီးလည်းဖြစ်နိုင်တယ်ဒီຢာရခရစ်တော်ထဲရလာတဲ့လုံးဝရေမရေတွက်နိုင်တဲ့ကောင်းကင်မဆခြင်းတွေဖြစ်တယ်ပေါ့နော် heavenly supplies ဖြစ်တယ်ဆိုတာကိုကျမတို့အသက်တာမှာခံစားရမှာဖြစ်ပါတယ်လို့ဒီຢာတွေကိုအားဖြင့်လဲဒါတွေကိုစိတ်ရည်စမ်းရည်တွင်စမ်းကြောင်းလို့ခေါ်ရပေါ့နော်ဒီမှာစာရေးသူကသူ့ရဲ့အတွေ့အကြုံပေါ့နော်ဒီတက်တည်ခံတာပါနော်ဒီစာမှာရေးထားတယ်သူကမနီလာမြို့ကိုတဲ့နှစ်တိုင်းလိုရောက်ခဲ့တယ်တဲ့1950ခုနှစ်မှာလဲသူမနီလာမြို့ကိုသွားတယ်သူသွားတဲ့အခါမှာလဲသူကမိသားစုတွေနဲ့အတူတကွတွေ့ဆုံတယ်ပေါ့နော်သူတွေ့ဆုံတဲ့အိမ်မှာနေတဲ့အခါမှာများသောအားဖြင့်သူထက်အသက်ကြီးတဲ့လူတွေပဲရှိရပေါ့နော်အသက်ကြီးတဲ့လူတွေရှိတော့အသက်ကြီးတဲ့လူကသူကအသက်ငယ်တယ်ဆိုတော့ပိုပြီးစကားပွပွလင်းလင်းပြောကြတာပေါ့နော်တိတ်အားမနာဘူးပေါ့အဲ့ချိန်မှာ1953ဒါ3နှစ်ကြာသွားပြီးတော့မှသူကပြန်ပြီးတော့နှုတ်ကပတ်တော်ထပ်သွားဝင်ကားတဲ့အခါမှာပေါ့နော်အဲ့အသက်ကြီးသူတွေကမျိုးသမီးတယောက်ကပေါ့နော်သူ့ရဲ့ညီမလို့ခေါ်မှာပေါ့နော်သူအမြဲသွားလည်နေကြအဲ့မနီလာမြို့ကသူပြောတယ်ပေါ့ဆရာပေါ့နော်ညီအကိုလို့ခေါ်တာပါတော့ညီအကိုဒီဘာကြောင့်တင်စကားအများကြီးပြောနိုင်တာလဲပေါ့သူစကားအများကြီးပြောရဲဆိုတာအဓိကတမန်ကျမ်းစာဝင်ငါတာတော့ဟိုဒီ sharing လုပ်တာပေါ့နော်ဝင်ငါခြင်းနှုတ်ကပတ်တော်သင်ကြားခြင်းအရာကိုပြောတာဖြစ်ပါတယ်ဒီနေဘာလို့ဒီအရာအများကြီးပြောနိုင်တာလဲပေါ့နော်ဆိုပြီးတော့သူကမေးတယ်ပေါ့နော်အဲ့ဒီအချိန်မှာ1950ခုနှစ်ကတည်းက9နှစ်ကိုစောင့်ကြည့်ရပါတော့တော်တော်ပြောရမယ်ဆိုလို့ရှင်သူ့ကိုဒီ1950လကတည်းကညီကိုကြည့်ရပေါ့နော်ဒီတစ်ခေါက်တော့သူသင်ကြားပေးတာနောက်တစ်ခေါက်ပြန်လာရင်တော့ဒီတိုင်းပဲထပ်ပြောမှာပဲထပ်ဟောပြောမှာပေါ့ဒီဒီအကြောင်းအရာတွေပဲထပ်လာပြောမှာပဲနောက်နှစ်လဲဒီတိုင်းပဲဆိုပြီးတော့အဲ့လိုထင်ခဲ့တယ်ပေါ့ပြီးတော့သူဆရာဒုတိယအကြိမ်စာရေးသူကဒုတိယအကြိမ်သူတို့ဒီပြန်သွားတဲ့အခါမှာပြန်လဲဝင်ငါတဲ့အခါမှာလဲသူကအမျိုးသမီးကသတိထားမိရဒီတစ်ခါပထမကြိမ်လာတာထက်ပိုပြီးတော့သင်ခန်းစာတွေကကျွယ်ဝလာရပေါ့နော်သူသင်ခန်းစာတွေဝင်ငါတဲ့အခါမှာခွန်အားရတယ်ပေါ့သူအဲ့လိုတွေးလိုက်တဲ့အဲ့နဲ့တတိယအကြိမ်ထက်လာပြောင်းတတိယအကြိမ်ထက်လာရင်တော့ဒီညီကိုဝင်ငါဖို့ကြံမှာမဟုတ်တော့ဘူးပေါ့ဒီလောက်ပြောသွားတာတွေကအံ့ဩစရာပေါ့သူခွန်အားရတယ်ပေါ့နောက်ခါလာရင်တော့သူတိတ်ပြောစရာရှိမှာမဟုတ်တော့ဘူးဆိုပြီးသူကတော့အဲ့လိုတော့ထင်လိုက်တယ်ပေါ့ဒါတတိယကြိမ်လာတော့လေသူကပထမအကြိမ်ဒုတိယကြိမ်ဟောပြောတာထက်ပို့ပြီးတော့ဝင်ငါတာပို့ပြီးကျွဲဝလာသေးရပို့ပြီးတော့တကယ်ကိုပဲခွန်အားရတဲ့အရာတွေဆိုတော့သူကတဖြည်းဖြည်းတနေ့တစ်နေ့သူကအံ့ဩမိလာအောင်မိလာတော့ဒီခေါက်သဒုဋ္ဌအကြိမ်ဒီညနေပိုင်းသူတို့ဘက်ထပ်ပြီးတော့သွားဝင်ငါဖို့ပြောတဲ့အခါမှာတော့သူတကယ်ကိုပဲအံ့အားသင့်ပြီးတော့တနေ့တစ်နေ့ပေါ့နော်ပထမကြိမ်ဒုတိယကြိမ်တတိယကြိမ်အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့နှုတ်ကပတ်တော်ကျမ်းစာတွေဝင်ငါချက်တွေသူရရှိလာတော့သူအရန်ကိုပဲအံ့ဩလာပေါ့နော်နဲ့သူကမေးရညီကိုပေါ့ဒီလိုမျိုးထပ်ပြီးတော့ငါကျွဲဝတဲ့နှုတ်ကပတ်တော်တွေဝင်ငါချက်တွေကိုသိမလို့ရရှိရတယ်
ဘလို့ဆရာဘလို့များဘလို့ရလေပေါ့နော်ဘလို့ပြောနိုင်တာလဲဆိုပြီးတော့သူကမေးတဲ့အခါမှာညီကဘာပြန်ပြောလဲဆိုတော့ကျွန်ုပ်ထံမှာတဲ့ကောင်းကင်များ၌ရှိသောစိတ်ရည်ဆက်သွယ်ထားသောစမ်းကြောင်းရည်ကျွန်ုပ်ထဲမှာရှိနေလို့ပါတဲ့ဆိုပြီးသူကပြောတယ်တဲ့ပြီးရင်ဒီစိတ်ရည်ကဘယ်တော့မှမကုန်ခန်းနိုင်ဘူးတဲ့ကုန်ခန်းအောင်လဲတဲ့အာကျွန်ုပ်တို့မလုံနိုင်ဘူးတဲ့အသက်ရည်ပိုပြီးစီးထွက်လာလေလေတဲ့အသက်တော့ခွန်အားဤမဆခြင်းသည်အထဲသို့ပို၍စီးဝင်လာလေလေဖြစ်သည်သူကပြောရဲ့ကျွန်ုပ်ဝင်ငါလေလေဆက်လက်၍ဝင်ငါရန်ရှိလေလေဖြစ်တယ်ဆိုပြီးတော့သူတက်တေခဏပေါ့နော်သူတက်တာမှာသူထဲမှာဖះလှုပ်ဆောင်ပေးတဲ့စိတ်ရည်တွင်ဖြစ်တယ်ရှိတယ်အားကြောင့်မို့အမြဲတမ်းသူအကျွယ်ဝစွာဟောပြောဝင်ငါနိုင်နေတာဖြစ်တယ်ဆိုပြီးသူရှင်းပြရဲတဲ့ပြီးလို့ရှင်ကျွန်ုပ်ကဒီလိုဝင်ငါလေလေသူကဝင်ငါစရာရှိလေလေဖြစ်တယ်သူဝင်ငါခြင်းရတတ်မယ်ဆိုရင်တော့ဟိုသူဒီရာစီးစင်းနိုင်မှာမဟုတ်တော့ဘူးစီးစင်းချင်းလည်းရပ်တန့်သွားမှာဖြစ်တယ်ဆိုပြီးသူကရိုးရှင်းစွာပြောရဲပေါ့နော်ဒီအချက်ကိုပြောရင်ရင်တော့ကျမတို့လို sharing လုပ်ရင်ကိုဝင်ငါတာကိုရရင်ရတယ်လို့ပြောတာပို့ပြီးတော့ကိုစားသုံးဖြစ်တယ်ပို့ပြီးတော့ခွန်အားရရင်ပို့ပြီးတော့ပေါ့လူများတွေအတွက်လည်းနားလေလို့ကိုလည်းကြီးထွားရဆိုပြီးတော့ပေါ့နော်ဒီအရာကိုဆရာတို့ပြောရပို့တတိယပါပေါ့နော်ဆိုရဲဒီအတိုင်းပဲပေါ့နော်ကိုမှရှိတဲ့အရာကိုဝင်ငါတဲ့လေးပို့ပြီးတော့ဖခင်ရဲ့စီစဉ်ခြင်းကိုခံရလေလေဆိုပြီးသူ့ကိုပြန်ပြီးတော့ဖြေရဲတဲ့အဲ့ဒီချိန်မှာတဲ့ညီကိုနောက်ကြောက်ကလာပြီးတော့အဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီအကြောင်းအရာတွေကိုတဲ့တင်းရဲ့အုံနောက်ထဲမှာတဲ့ဘလို့တင်းတာလဲတဲ့ဘာလို့လဲဆိုတော့ညီကဒီဇာရေးသူကပေါ့အမြဲတမ်းနှုတ်ကပတ်တော်ဝင်ငါရင်ကောက်နှုတ်ချက်တွေအရင်ကောက်နှုတ်ချက်ဆိုတာသူရဲ့ notes တွေကိုအရင်ကြည့်ပေါ့နော် notes တွေလည်းမတွေ့ဘူးသူအရင်အလွတ်ပြောနိုင်တယ်ပေါ့နော်အကြာကြီးပဲပြောနိုင်တယ်ဆိုတော့သူကဘလို့မှတ်ထားရလဲပေါ့နော်ဆိုပြီးတော့သူကအန်အော်တကြီးနဲ့မေးတာပေါ့နော်အချိန်မှလည်းသူကပြန်ဖြေတယ်တဲ့ညီကိုရဲ့ကျွန်တော်ဤစိတ်ပိုင်းဆိုင်ရာအထူးမှတ်မိနိုင်တဲ့ဉာဏ်မရှိပါဘူးတဲ့သူကတာမန်လူလိုပဲပေါ့နော်အားလုံးမမှတ်မိပါဘူးဒါပေမဲ့ကျွန်ုပ်ဤအထဲတွင်စမ်းကြောင်းရည်ရှိတဲ့အတွက်ကြောင့်မလို့ကျွန်ုပ်ဟောပြောဝင်ငါနေသောဤဆိုင်ရည်ဒီအပြင်သို့အလိုလျောက်စီးဆင်းလာပါသည်ဆိုပြီးတော့ပြန်ဖြေခဲ့ရဲ့အဲ့နဲ့သူကဆက်ပြီးတော့ပြောပြရဲတဲ့တင်ဤအထဲမှာဘဲများလောက်သောစီးဆင်းမှုများဖြစ်ပေါ်နေသည်နီကျွန်ုပ်ကလည်းညီကိုကျွန်ုပ်မသိပါကျွန်ုပ်မပြောပြတတ်ပါဒီစီးဆင်းခြင်းอ่ะဗောနော်သူနှစ်ပေါင်း30ကျော်ခဲ့ပြီဖြစ်တော်လဲသူ့အထက်မှာဘယ်တော့မှကုန်ခန်းသွားခြင်းမရှိပါဘောနော်သင်ခန်းစာတွေကလည်းထပ်ခါဘယ်လိုမျိုးထပ်မနေဘူးပေါ့နော်သူရဲ့ဖွင့်ပြဖះစီကသူစီးဆင်းခြင်းရတဲ့အခါမှာသူအမြဲတမ်းဖွင့်ပြခြင်းအသေးတွေနဲ့သူမှုတော်ဆောင်မှာသူဒီမှုတော်မြတ်ရဲ့ချမ်းရည်တွင်သူ့စီမှာထွက်နေတယ်ပေါ့နော်သူစီးဆင်းနိုင်တယ်သူအမြဲတမ်းအသေးတော့သင်ခန်းစာရေဝင်ငှနိုင်တယ်ဆိုပြီးတော့သူကသူ့အထဲမှာဖခင်ရဲ့အမှုတော်မြတ်နဲ့ဆိုင်စံချောင်းရည်ရှိနေတယ်ဆိုပြီးသူကပြန်ဖြေခဲ့တယ်ပေါ့နော်သူကပြောချင်တာသူရဲ့တွင်းထဲမှာဘယ်တော့မှမကုန်ခန်းနိုင်တဲ့ဖခင်ရဲ့စံချောင်းရည်ရှိနေတယ်ဝင်ငှခြင်းအတွက်သူတကယ်ကိုလူတစ်ပါးရဲ့အတွက်လည်းများစွာရေလောင်းတဲ့အတ္တတာသူ့ထဲမှာဖြစ်တယ်ဆိုပြီးတော့သူကရှင်းပြတာဖြစ်ပါတယ်လို့ပြီးတော့ဒီ54ရဲ့အဆုံးနာမှာပေါ့နော်စမ်းကြောင်းများစွာရှိတော်လဲစမ်းကြောင်းများစွာရှိတော်လဲတစ်ခုတည်းသာဖြစ်တယ်၎င်းတို့မှာဉာဏ်ပညာအမျှော်အမြင်စမ်းကြောင်းနားလည်ခြင်းစမ်းကြောင်းအလင်းတရားစမ်းကြောင်းချစ်ချင်းမေတ္တာစမ်းကြောင်းနှစ်သိမ့်ခြင်းငြိမ်သက်ခြင်းဝမ်းမြောက်ပျော်ရွှင်ဝမ်းမြောက်ခြင်းစမ်းကြောင်းဆုတောင်းခြင်းစမ်းကြောင်းချီးမွမ်းခြင်းစမ်းကြောင်းတို့ဖြစ်တယ်၎င်းတို့အထဲမှာတင့်အထဲမှာစမ်းကြောင်းမိများရှိတယ်မည်ဆိုပြီးတော့ကျမတို့ရဲ့ဆင်ခြင်ပြီးရပါတော့ဒါလေးဒီနေ့ဒီဝေငါဖို့အတွက်လည်းကိုဆင်ခြင်နားထဲမှာစမ်းကြောင်းဘယ်လောက်ရှိလဲပေါ့နော်အဲကြတော့အရင်ဆုံး
အနုသဘောရနေတယ်ငါမှလည်းဘာမှတိတ်မရှိပါလားဆိုပြီးတော့အဲ့လိုမျိုးကိုယ့်ကိုယ်စဉ်းစားလိုက်သေးတယ်ဒါပေမဲ့ပြန်စဉ်းစားတဲ့အခါမှာပေါ့နော်ဖခင်ရဲ့နှုတ်ကပတ်တော်ဟိုစာငတ်ချင်းနဲ့နားလေခံခွင့်ရတဲ့အရာကလည်းတကယ်ကိုဖခင်ရဲ့အလင်းပေးခြင်းစမ်းကြောင်းကိုယ့်အထဲမှာရှိလို့သာကိုဒီနှုတ်ကပတ်တော်များစားသုံးခြင်းများကိုနားလည်ရတယ်ဝမ်းမြောက်စွာဒီထဲမှာကြီးထွားရတယ်ဆိုတဲ့အရာကိုကျမကိုယ့်ကိုယ်ရှိတယ်လို့ဒီစမ်းကြောင်းရှိတယ်လို့ခံစားရတယ်ပြီးရင်ပြောဆက်ပြီးတော့စဉ်းစားလို့ရှင်ဟိုဒီစမ်းကြောင်းကျမတို့နောက်ထပ်စမ်းကြောင်းอ่ะဆိုလို့ရှင်စေကြောပေးတယ်ပေါ့နော်ဒီရှေးဟာဆိုလို့ရှင်ကျမရဲ့ဒီမကောင်းတဲ့အရာတွေတရှင်းဖို့လိုတဲ့အရာတွေအာခုတ်ထွင်းဖို့လိုတဲ့အရာတွေအကုန်လုံးကိုညစ်ကြေးတွေကိုတတ်ဆင်ပေးရဲ့စမ်းကြောင်းဘယ်ဖရာကျမကိုယေရှုပြုတယ်ဆိုပြီးတော့ခံစားရတယ်ပြီးလို့ရှင်ခွန်အားနေနေတဲ့အခါမှာလည်းဖရာရဲ့ခွန်အားနဲ့နေ့စဉ်ရက်ဆက်ပေါ့နော်အားပေးခြင်းခံစားရတယ်ဆိုပြီးတော့ဒီစမ်းကြောင်းလေးကိုပြန်လဲတွေးမိတဲ့အခါမှာဝမ်းမြောက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လည်းကြောက်ချင်းစီစဉ်းစားဖို့လွယ်ပါတော့ကိုယ်ထဲမှာစမ်းကြောင်းညီများရှိနေလေပြီးရင်တကယ်တော့ကိုယ်အထဲမှာဖျားခရစ်တော်ကိုဒီတက်သွယ်လေးပေါ့နော်ဒီစမ်းကြောင်းနေရာအများကြီးရှိနိုင်တယ်ပေါ့နော်ဘယ်လောက်ရှိနေကိုယ်လည်းမခံမမှန်းနိုင်ဘူးဒါပေမဲ့ကိုသိရတာဘာလဲဆိုလို့ရှိရင်เนาะအသက်ရှင်သောခရစ်တော်၌တိတွေ့ခံစားနေမည်ဆိုလို့ရှိရင်နဲ့အမှန်တကယ်ပင်အံ့ဩစရာများဖြစ်ပေါ်လာမယ်ဆိုတာကိုတော့ယုံကြည်ရမယ်ပေါ့နော်ဟိုငါမှဒီစမ်းချောင်းဘယ်လောက်ရှိလဲဟိုစိတ်သက်ကြာအဲ့လိုမျိုးတွေးနေဖို့လည်းမဟုတ်ဘူးပြီးရင်ဟိုဒီကကိုဖြစ်နေတဲ့အရာကဟိုမှာချစ်ချင်းမေတ္တာဆိုလို့ရှိရင်ဒီချစ်ချင်းမေတ္တာဒီခရစ်တော်စီကလာရဲ့ချစ်ချင်းမေတ္တာကကုန်ခန်းသွားတာကုန်ခန်းသွားရင်ဘလို့ပြန်ပြီးတော့ဆက်သွယ်စီးဆင်းမလဲဆိုတဲ့အရာလေးတော့ထပ်ဆင့်ပြီးတော့ကိုကဆင်ခြင်ဖို့ဖို့လည်းခွာပေးရပေါ့နော်ဆိုတော့ခြားသူများကိုချစ်နိုင်ခြင်းမှာအသက်ဆိုင်ရည်ဒီပြင်ပသို့စီးဆင်းနေသောကြောင့်ဖြစ်သည်အဲဆိုတော့ချစ်ချင်းမေတ္တာလည်းပေါ့နော်တကယ်ပဲပြောလို့သာလွယ်တယ်လို့ပြောပေမဲ့တကယ်တမ်းချစ်ကြည့်ပါဆိုလည်းမချစ်နိုင်ဘူးပေါ့နော်ဆိုတော့တကယ်ချစ်ချင်းမေတ္တာရဲ့စမ်းကြောင်းကခရစ်တော်စီကလာမှသာလျှင်ချစ်နိုင်တယ်ကိုယ့်ရဲ့ခွန်အားနဲ့ချစ်မယ်ဆိုရင်ခဏလေးပဲပြီးရင်ဟိုပါပေါ့နော်ကုန်ခန်းသွားတယ်အဖြစ်တွေဖြစ်မြင်လာတယ်ပြီးရင်ဟိုဟိုတီးခံနိုင်ခြင်းတွေဘာမှမရှိဘူးပေါ့နော်တကယ်ခရစ်တော်စီကလာတဲ့ကိုအသက်ကနေဖြစ်လာတဲ့ဒီချစ်ချင်းမေတ္တာစမ်းကြောင်းကနေစီးစင်းနေမှသာလို့ရှင်သူတစ်ပါးတွေကိုတေချာဘုရားရဲ့အသက်နဲ့ချစ်နိုင်မှာဖြစ်တယ်ကျွန်ုပ်ဤတီးခံခြင်းသည်လည်းစမ်းကြောင်းရေကဲ့သို့အခြားသောသူများထံသို့အချိန်တိုင်းဆက်လက်စီးစင်းနေရမည်ဖြစ်သည်ဟိုချစ်ချင်းတီးခံခြင်းရာသီလည်းအမြဲတမ်းစမ်းကြောင်းရည်လိုမျိုးဟိုကိုအတွင်းထဲကနေခရစ်တော်လှုပ်ပေးတဲ့အခါမှာသူတစ်ပါးတွေထံသို့ဆက်လက်စီးဆင်းတဲ့အခါမှာသူတစ်ပါးတွေပုံမှာလည်းကြွယ်ဝစွာသွန်လောင်းနိုင်တဲ့အရာဖြစ်လာမယ်ဆိုပြီးတော့သူပြေးထားတယ်ကဲစာမျက်နှာ55ရဲ့နောက်ဆုံးဒီခေါင်းစဉ်ရဲ့နောက်ဆုံးပိုက်ပေါ့နော်ဆိုတော့ကျုံတို့ရရှိထားတဲ့ခရစ်တော်သည်ရဲ့အလွန်ပင်အံ့ဩဖွယ်ကောင်းသောအရင်းမြစ်ဖြစ်ပါသည်ပုံပန်းတဏ္ဍာတစ်ခုအနေဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ねခရစ်တော်ကကျယ်ပြန့်တယ်ပေါ့နော်ကျယ်ပြန့်ဆိုမြေပြင်ပေါ့နော်ကောင်းသောမြေဖြစ်တယ်ခရစ်တော်ကကျယ်ပြန့်တယ်ပြီးရင်ခြားပုံစံတစ်ခုနေမဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းခရစ်တော်ဒီအရာအလုံးကိုသာလွန်ကြော်ဖြတ်သွားခဲ့သောအရှင်ဖြစ်ကြောင်းကိုကျွန်တော်တို့နားလည်ရမယ်သူကသူအစဉ်စဉ်ကိုဖြတ်ကျော်ပြီးတော့မှကျမတို့တွင်ဝိညာဉ်ထဲမှာလာရောက်ကိန်းဝတ်တဲ့စိုးစံတဲ့ဖရာဖြစ်တဲ့ဟိုပြီးခဲ့တဲ့ပတ်တရားပြောသလိုသူကကောင်းကင်မှာလည်းစိုးစံနေတဲ့ဖရာဖြစ်တဲ့ထိုအတွဲထဲမှာရှိနေတဲ့အခါမှာကျုပ်တို့ခရစ်တော်ရဲ့ဒီကိုကဒီကောင်းကင်ပေါ့နော်စိုးစံနေတဲ့ခရစ်တော်အထဲမှာရှိနေတယ်ဆိုတာကိုတွေ့ကြုံခံစားပြီးတော့
ရာကိုဖြတ်တန်းရမှာဖြစ်တယ်လို့ဒီကနေ့လေ့လာတဲ့ဒီစိတ်ရေတွင်းစမ်းကြောင်းအားဖြင့်လည်းဒီလိုပုံမှန်သက်တမ်းများစွာအနေနဲ့လည်းကိုတော်ဒီကျွယ်ဝစွာမှားစပေးနေတယ်ဆိုတဲ့ရေထဲဖြစ်ကြောင်းကိုကျမတို့ဒီကနေ့သင်ခန်းစာမှာစာမှာဖတ်ရှုခြင်းအားဖြင့်ခွန်အားယူရမှာဖြစ်ပါတယ်လို့ဒီနေ့ကတော့ဒီလောက်ပဲကျန်တဲ့ဒီသားစုများကိုအချိန်ပေးပါတယ်